American နောက်တောင်ပိုင်း၏တဲကန်နာရများဟာနေ့ဘက်အပူချိန်40မှ50ဒီဂရီစင်တီဂရိတ်အထိတက်နိုင်ပြီးညဘက်အပူချိန်သည်ရုတ်တရက်15မှ20ဒီဂရီစင်တီဂရိတ်အထိကျဆင်းသွားတတ်ပါတယ်။တစ်နေ့တည်းအတွင်း30ဒီဂရီစင်တီဂရိတ်အထိကျော်ကွဲပြားမှုရှိနိုင်တာကြောင့်ရာသီဥတုဟာခြောက်သွေ့ပြီးပူပြင်းလာပါတယ်။ဤကဲ့သို့သောပြင်းထန်သည့်ရာသီဥတုကိုအန်တူပြီးအပြေးတန်ဆုံးငှက်တကောင်နေထိုင်နေတာကိုတင်ဆက်စားမိဘူးပါသလား။အခုဗီဒီယိုမှာတော့မြောက်အမေရိကအနောက်တောင်ပိုင်းအမေရိကန်နဲ့မက္ကဆီကိုမြောက်ပိုင်းတဲကန်နာရနဲ့ကြောက်ဆောင်တွေမှာနေထိုင်တဲ့ဂရိတ်တာရုပ်ရံနာဟုခေါ်သောငှက်ကလေးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ညိုနဲ့အဖြူဆက်ပြောက်အယောင်ဆင်းများပါပြီးတက်ကြွထူးခြားတဲ့နေထိုင်ပုံရှိတဲ့ဒီငှက်လေးကိုဗီဒီယိုထဲမှာလေ့လာကြည့်ရအောင်။ရုပ်ရံနာငှက်ကလေးဟာတင်တို့အတွက်တော့အစိမ့်သက်သက်မဟုတ်တဲ့ငှက်ကလေးတွေချစ်ကြပါတယ်။ကာတွန်းရုပ်ရှင်တွေထဲမှာဗီဒီယိုတွေထဲမှာနမီကျော်ဆက်ကောင်တွေချစ်ကြပါတယ်။တစ်စက္ကန့်ကိုခြေလမ်း20လောက်လန်းနိုင်လို့ရုပ်ရံနာလို့ခေါ်ရင်ခဲ့ကြတယ်။ငှက်အများစုနဲ့မတူတဲ့ရုပ်ရံနာငှက်ကလေးတွေဟာပြန်တန်းချင်းထက်ပြေးခြင်းကိုပိုနှစ်သက်သည်တနာရီလျင်20မိုင်ထိအမြန်နှုန်းဖြင့်ပြေးနိုင်ကြပြီးပွင့်လင်းသောကြုံပုတ်တော်များအတွင်းတားကောက်များကိုလိုက်လံဖမ်းဆီးရန်မိခြေတောက်များကိုအသုံးပြုကြပါတယ်။ရုပ်ရံနာငှက်ကလေးတွေဟာအလျား24လက်မထိရှိကာလေးချိန်ပြင်းမြ400ဂရမ်လောက်ရှိပါတယ်။အညိုနှင့်အဖြူဆက်ပြောက်များပါသောအမွှေးတောင်များပါရှိကြပြီးတဲကန်နာရကြုံပုတ်တော်များမှာကိုရောက်ဖြောက်နေတတ်ကြပါတယ်။သူတို့၏ကြီးမားသောနှုတ်သီးနှင့်ထူးခြားတဲ့တွင်ပြင်ပုံစံကသူတို့ကိုမှတ်မိလွယ်စေပါတယ်။အိမ်မြောင်မြေကင်းမီကောက်မြေပွေးနှင့်အင်းဆက်များသည်သူတို့၏အစားအစာဖြစ်ကြပြီးမဲလိုက်သည့်အခါမှာလည်းအတောင်ပံနှင့်အမီးဖြန့်ပြီးတားကောင်၏အာယုံလွဲစေရန်လှုံ့ဆော်တတ်ကြပါသေးတယ်။တားကောင်ကိုဖမ်းဆီးရမှာလည်းလုံစွာလျင်မြန်ဖျက်လက်ကြပါတယ်။အဆိုတက်ကြွယ်ဝသောတားကောင်များသည်ရေဓာတ်ကိုဖြည့်ဆည်းပေးသောကြောင့်ပူပြင်းသောရာသီဥတုတွင်တက်တောက်တက်တာရှိစေပါတယ်။မိတ်လိုက်ရာသီအတွင်းအဖိုးငှက်များသည်အမငှက်များထံတက်ခတ်များနှင့်အစာများကိုလက်ဆောင်ပေးကပိုးပန်းတက်ကြပါသေးတယ်။ခြုံဖုတ်များသို့မဟုတ်ရှားဆောင်ပင်များတွင်တရွက်များအမွှေးတောင်များနှင့်တူတကွအတိုက်ဆောက်လုပ်တတ်ကြပြီးဥ3လုံးမှ6လုံးထိဥချတတ်ကြပါတယ်။ရက်20ခန့်တွင်တားငယ်ကလေးများပေါက်ဖွားကြပါတယ်။မိဘနှစ်ပါးစလုံးကတာဝန်ခွဲဝေယူကာကြီးပြင်းလာသည့်အထိငှက်ကလေးများကိုပြုစုပြောထောင်ကြရပါတယ်။တစ်ချိန်ကနောက်တောင်ပိုင်းတဲ့ကန်နာရတွင်သာကန့်သက်ဖြင့်နေထိုင်ခဲ့ရတော့လဲရုပ်ရံနာငှက်များသည်တက္ကဆက်အိုကလာဟိုးမာအာကင်ဆောနှင့်လူဝီစီယာနာပြည်နယ်များထိရှေ့တက်သို့ပြန့်နှံ့လာလျက်ရှိနေပါတယ်။သူတို့၏တည်ရှိမှုသည်အင်းဆက်များတွားသောတတဝါများနှင့်နို့တိုက်တတဝါငယ်များ၏ဥယေကိုဟန်ချက်ညီစေကတဲကန်နာရ၏ဂေဟစနစ်ကိုထိမ့်သိမ့်ပေးရလဲရောက်နေပါတယ်။ရုပ်ရံနာငှက်ကလေးတွေဟာငှက်ကလေးတစ်ကောင်မျှတာမကအနောက်တောင်ပိုင်းတဲကန်နာရများ၏ဒဏ္ဍာရီတစ်ပုတ်ကိုဖော်ဆောင်ပေးနေသည့်ငှက်ကလေးများပင်ဖြစ်ပါတော့တယ်။ဒီဗီဒီယိုကလေးကတော့ဒီလောက်ပါပဲတင်တို့လည်းအခုလောက်ဆိုရုပ်ရံနာငှက်ကလေးများ၏အကြောင်းကိုနည်းငယ်သိရှိနာလဲနိုင်မည်ဟုယူဆရပါတယ်။နောက်ဗီဒီယိုများမှာလည်းတဘာဝတရားကြီးတွင်မိတင်းနေထိုင်နေကြသောတတဝါများ၏စိတ်ဝင်စားဖွယ်ရာအကြောင်းများကိုတင်ဆက်ပေးသွားမည်ဖြစ်ပါသောကြောင့်လာမည့်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့